အားလုံးပဲမင်္ဂလာပါစတေလာဒီနေ့မှာကတော့အရန်ကိုမှလွယ်ကူရိုးရှင်းနဲ့ကြက်ဥငယ်ပြားရဲ့ချက်လေးချက်ပြမှာဖြစ်ပါတယ်ဈေးတော်ပြီးပါချက်မလဲလို့ခေါင်းအရန်ရှုပ်နေရဆိုလို့ရှိရင်တော့အိမ်မှာရှိတဲ့ကြက်ဥလေးနဲ့ရိုးရှင်းရှင်းငယ်ပြားရဲ့ချက်လေးချက်စားကြည့်အောင်နော်ပပလီလာတဲ့ချက်သွန်ရဲ့ပစွန်ကြောက်မကြီးသီးမဲ့ငပိစိန်စားအနှဲငယ်ဒါကတော့အစိမ်းမှုန့်နဲ့အကြမ်းဖက်တို့ပဲဖြစ်ပါတယ်အနှစ်အတွက်ကကြတော့ခင်းချင်သည့်နှင်းငယ်ရဲ့ပါကျဲဥငယ်ပြားရဲ့ချက်ဆိုတော့လေသူကဘဲဥလိုမျိုးအဲ့လိုမျိုးထုတ်ကလေးဖြစ်အောင်လို့စတေလာတို့ကတော့အရင်ဒီလိုမျိုးလေးအကျန်းလေးကြော်လိုက်ပါတယ်ပေါ့နော်ရေတွေပါမှာဆိုလို့စတေလာကတစ်လုံးချင်းထည့်ပြီးတော့ကျဲဥလေးတွေကိုအပြင်ခွန်လေးတွေနည်းနည်းတင်းရင်ရင်ဖြစ်သွားတဲ့အထိကိုကြော်လိုက်ပါတယ်စီပူပူမှာပေါ့နော်မီအေးလေးနဲ့ဟိုဘက်ဒီဘက်လှိပ်ပြီးရဲဆိုရင်ခဏဆိုလို့ရှိရင်တော့ဒါကျဲဥလေးကဒီလိုမျိုးဆိုရင်အစင်သင့်ဖြစ်ပါပြီရှင်ဒါကတော့အနှစ်အတွက်ချက်သွန်ပပလှီထားတာလေးတွေကိုနည်းနည်းလေးရေလေးတွေကုန်ပြီးတော့6နည်းနည်း6တဲ့အထိကိုစတေလာကတော့ဆိုလမုတ်လေးနည်းငယ်ထည့်ပြီးတော့ကြော်လိုက်ပါမယ်ငန်းပြားကြီးကြော်ဆိုတော့လေစတေလာနည်းနည်းကြလေးထားမှမို့လို့ဒီဥစ္စာလေးကိုချက်သွန်လေးကိုနည်းနည်းလေး6လေးဖြစ်တဲ့အထိကိုကြော်မှာပါပုံမှန်ဆိုလို့ရှိရင်တော့ဒီတိုင်းပဲချက်လို့ရပါတယ်ရှင်ချက်သွန်ကရေလေးတွေအနေငယ်ခံပြီးတော့ဒီလိုမျိုးဖြစ်ပြီးဆိုလို့ရှိရင်တော့စတေလာအစိမ်းမှုန့်နဲ့ငရုတ်တီခွဲချောင်းကိုတခါရဲထည့်ကြော်ပါမယ်အနက်လေးတွေမွေးလာပြီးဆိုလို့ရှိရင်တော့ပစွန်ကြောက်ကိုမညက်တညက်ထောင်းထားတာလေးရဲ့စိမ့်စားငပိလေးရဲ့ပါထည့်ပြီးတော့ကြော်ပါမယ်ရှင်ပြီးရင်တော့ခုနကလှီးထားတဲ့ခင်းချင်ဒီလေးတွေကိုလည်းစတေလာကတညက်လေးဖြစ်အောင်လို့ပေါ့နော်အပြင်မှာပဲဆက်နဲ့တခါရဲကြိတ်ပြီးတော့မှစီတက်တဲ့ထဲကိုရောထည့်လိုက်ပါတယ်အားဆိုလို့ရှိရင်တော့ခင်းချင်ဒီညက်တဲ့အထိအကြာကြီးထပ်ဆောက်စရာမလိုတော့ဘူးပေါ့နော်ဒီလိုမျိုးဖြစ်သွားပြီဆိုရင်တော့အချင်းလေးပေါ့မှာဆိုလို့စတလာကတော့မကြီးရည်လေးနည်းနည်းပါထပ်ထည့်ပါတယ်ပြီးရင်တော့ခုနကကြော်ထားတဲ့ကြက်ဥလေးတွေကိုရောပြီးတော့တမသွားအောင်လို့တေချာလေးမွေပြလိုက်ပါမယ်ရှင်ရတာအနေနဲ့ငန်းပြားရည်အနှဲငယ်နဲ့ချက်သားမုံအနှဲငယ်လေးကိုထည့်ပြီးတော့အရသာဝင်အောင်တေချာတစ်ဖန်ပြန်ပြီးတော့မွေလိုက်ပါမယ်အရသာလေးလည်းကိုစိတ်ကြိုက်ဖြစ်ပြီးအနှစ်ကလေးလည်းပျော်လေးအီလေးအဲ့လိုမျိုးအနေထားဖြစ်လာပြီဆိုလို့ရှိရင်တော့စတေလာတို့အတွက်ချက်ဥငန်းပြားရည်ချက်လေးကအစင်သင်းဖြစ်နေပါပြီကဲဒါကတော့ကျက်ဥ10လုံးပေါ့နော်ဒါကတော့တပတ်စာကတော့အေးဆေးဖြစ်သွားပါပြီစတေလာကနန်းနန်းမင်းလေးအုပ်ပြီးတော့ဒါလေးကိုရေခဲတာလေးထဲမှာတင်ထားမှာဖြစ်ပါတယ်ဒီဟင်းကတော့ဘာဟင်းချက်ကမလဲလို့စဉ်းစားလိုက်တိုင်းချက်ပစ်တဲ့ဟင်းပါဒီဟာလေးပြီးလို့ရှိရင်တော့ပုံမှန်အရွက်ကြော်လေးတွေကြောက်ဖြုံသီးဟင်းကြိုလေးနဲ့စတေလာတို့တပတ်စာကိုဒီလိုပဲဖြတ်တန်းကြပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြအောင်နော်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတားပါ